I didn't know all the Sangha was coming today. I got a last minute information from Anila that they're coming. So that's why we're meeting so late. Very sorry. Tu di lo edere la me sura o tu mati bu de era jaw mo lo tu nene nauk ja twa ba de era ko taw man ni da ba. I know the monks and nuns sleep very early and get up very early, so I'm very sorry about that. Aku lo nene nauk ja twa da jaw tu sei ma kaung ma bu de. I was born in Taiwan. Tu Taiwan ma mwe ba de. Immigrated to America when I was 6 years old. Tu 6 နှစ်မှာ America ကိုခေါ်သွားတယ် I left the United States when I was 22. သူအသက်22နှစ်မှာ America ကနေထွက်လာတယ် And I went to India. နောက် India ကိုရောက်ပါတယ် to become ordained by His Holiness the Dalai Lama. ဒလိုင်းလာမရှိမှာယဟန်ခံတယ် At 22. အသက်22နှစ်မှာ Then I joined Gandhin Monastery in South India. နော် Gandhin India တောင်ပိုင်းမှာသူကျောင်းလုပ်တယ်ပေါ့နော် Thank you. And Gandhin Monastery had 3,000 monks. အဲ Gandhin နဲ့သူကျောင်းနာမည် Gandhin ဆိုတဲ့အဲကျောင်းမှာဘုန်းကြီး 3000 ရှိတယ်တဲ့ I was there for about 4 or 5 years. Then my teacher sent me to Malaysia, Hong Kong, Singapore to teach. နော်သူအဲ့မှာ4-5နှစ်နေလိုက်တယ်အဲ့နောက်ပိုင်းကျတော့သူမလေးရှားတို့ဟောင်ကောင်တို့စင်ကာပူတို့ကိုတရားဟောဖို့သူ့ကိုလွှတ်လိုက်တယ် I didn't want to go and teach. နော်သူသွားပြီးတော့မသင်ချင်ပါဘူးတဲ့အဲ့ဒီနေရာတွေကို I want to stay in the monastery. သူကကျောင်းမှာပဲနေချင်တယ် But my teacher told me stay in Malaysia to teach. အော်သူဆရာကတော့သူ့ကိုမလေးရှားကိုသွားပြီးတော့မှသင်ဖို့သူ့ကိုလွှတ်လိုက်တယ်တရားဟောဖို့ပေါ့လေ So I've been in Malaysia since since 1992. I'm in Malaysia in out. 1992 ခုနှစ်ကနေစပြီးတော့မှမလေးရှားတွေကိုသွားလိုက်လာလိုက်လုပ်နေတယ် But for the last 6-7 years I've been in Malaysia always. နော်လွန်ခဲ့တဲ့ 5-6 နှစ်ကနေစပြီးတော့မှသူကမလေးရှားမှာပဲအမြဲတမ်းနေတော့တယ် What I wish to do in Malaysia and for Malaysia all over Asia is to bring Buddhism to people. နော်သူဒီမှာသူ့ရဲ့ဆန္ဒကတော့ဒီမလေးရှားနေပြီးတော့မှဟိုအပြင်ဘက်ကိုဗုဒ္ဓဘာသာပြန့်နှံ့သွားအောင်လို့သူဆန္ဒရှိတယ် Today if we ask people to become a monk or a nun, most people will say no. နော်အခုခေတ်မှာလူတွေကိုမေးကြည့်လိုက်မယ်ဆိုရင်ဟိုဘုန်းကြီးတွေသီလရှင်တွေဖြစ်ချင်လားလို့မေးလိုက်လို့ရှိရင်တဲ့များသောအားဖြင့်ကတော့ဘူးမဖြစ်ချင်ကြဘူးတဲ့ If we understand the Dharma, actually we don't want to be lay people. We want to be monk or nun. တပည့်တော်တို့ကဟိုဖရာတရားကိုသာသိမယ်ဆိုလို့ရှိရင်တဲ့လူဝတ်ကြောင့်မလုပ်ချင်တော့ဘူးတဲ့ဘုန်းကြီးတွေသီလရှင်တော့ပဲလုပ်ချင်ကြမှာတဲ့ When we understand Dharma, everything Buddha say, and we see the world, we understand. There's nothing there. နော်အခုတပည့်တို့တရားဓမ္မကိုသာသိမယ်ဆိုလို့ရှိရင်တဲ့ကမ္ဘာလောကကြီးကိုလည်းနားလည်သွားပြီကမ္ဘာလောကကြီးမှာအနှစ်သာရရှိတာဘာမှမရှိဘူးတဲ့ We have gotten 30 acres of land 1 hour from Kuala Lumpur in the mountains. နော်သူတို့ဟိုကွာလာလမ်ပူကနေတနာရီသွားတဲ့တောင်ပေါ်မှာသူတို့မြေနေရာရထားတယ်တဲ့ So it's 1 hour from here. It's in a nice mountain, very cooling. ဒီကွာလာလမ်ပူကနေတနာရီလောက်သွားတဲ့နေရာမှာတောင်ပေါ်မှာသူဟိုအဆောက်အဦတွေလုပ်ထားတာပေါ့နော် We plan to build a very big Buddhist institution. သူတို့ဟိုဗုဒ္ဓဘာသာတက္ကသိုလ်ကြီးပေါ့နော်ဗုဒ္ဓဘာသာတက္ကသိုလ်ကြီးတည်ထောင်ဖို့ရည်မှန်းထားတယ် To spread modern Buddhism. သူဗုဒ္ဓဘာသာပြန့်နှံ့ဖို့ပေါ့နော်ပြန်ပွားဖို့ In this institution, we will teach Buddhist philosophy. နော်အဲ့ဒီမှာသူကဗုဒ္ဓဘာသာဟိုအတွေးခေါ်တွေကိုသင်ပေးမယ်တဲ့ We will teach Qigong. ချီကုံနဲ့သင်ပေးမယ်တဲ့ We will teach flower arranging for relaxation. သူပန်းလှပြင်တာလည်းသင်ပေးမယ် We will have Chinese traditional medicine for healing. နော်သူကဟိုသိတိတင်တာတွေဟိုဆေးကုတာတွေအဲ့ဒါတွေလည်းသင်ပေးမယ်
we will have walking meditation for calming the mind. ဈဉ္ဉံလျှောက်တဲ့တရားဈဉ္ဉံလျှောက်တာလည်းသင်ပေးမယ်တရားနဲ့ဈဉ္ဉံလျှောက်တာ You're very good. Your English very good and your Burmese excellent. Okay, so our place is called Kechara House. ဒီနေရာကိုကချရာလို့ခေါ်တယ်တဲ့ Signed members are about between 500 to 600. ဒီဥစ္စာဟိုဧည့်သည်900 600လောက်ဆန်တယ်တဲ့ Among the 500-600, I have about 80 to 100 students very close, follow me nearly 19 years, 20 years. နော်အဲ့ဒီထဲမှာဟိုတပည့်100လောက်ကအနှစ်20လောက်ရှိပြီသူ့နောက်ကိုပေါ့နော်သူနောက်ပါတပည့်အနေနဲ့လိုက်နေကြတာတဲ့ So today, you weren't supposed to come here, but last minute, you come here, I thank you. နောက်ဆုံးတော့မင်းတို့ဒီကိုရောက်လာတာပဲတဲ့ In Tibetan Buddhist tradition, we believe if you want to do very big work, it's nice to make offering to monk and nun to generate merit. ဟော Tibet tradition အရာဆိုလို့ရှိရင်ဟိုလုပ်ငန်းအကြီးကြီးလုပ်ချင်တယ်ဆိုလို့ရှိရင်ဘုန်းကြီးတွေဒီလားရှင်တွေကိုလှူရမယ်တဲ့အဲ့လိုလှူလိုက်တဲ့ကုသိုလ်အကျိုးကျေးဇူးကြောင့်ပဲဒီလုပ်ငန်းကြီးကြီးမားမားတွေကိုလှုပ်ဆောင်နိုင်တယ်တဲ့ So since we want to build our very big Dharma center in the mountain, today I want to make offerings to the Sangha, generate merit, and then we're finished. သူကအဲ့ဒီသူ့ရဲ့စီမံကိန်းပေါ့နော်စီမံကိန်းအကြီးကြီးတို့တောင်ပေါ်မှာလှုပ်ချင်တဲ့အတွက်ကြောင့်မလို့အခုတန်ခါပေါ့ဘုန်းကြီးတွေဒီလားရှင်တွေကိုသူဒါနပြုလုပ်ပါမယ်တဲ့ My robe and your robe color is different, but inside we're the same. နော်သူ့ရဲ့သင်္ကန်းနဲ့တပည့်တော်ရဲ့သင်္ကန်းအယောင်အပြင်ကွဲပြားပေမဲ့အထဲမှာဓမ္မကတော့အတူတူပါပဲတဲ့ We must spread the Buddha's teachings as much as possible. နော်တပည့်တော်တို့ကဗုဒ္ဓဘာသာဗုဒ္ဓရဲ့အဆုံးအမကိုပြန့်ပွားအောင်ကြိုးစားလှုပ်ဆောင်ကြရမယ် Nothing in the world, in samsara, nothing in the world can bring us real happiness and peace except for Buddha's teachings. Nothing. နော်တကမ္ဘာလောကကြီးမှာအနှစ်သာရရှိတာအနှစ်သာရဘာမှမရှိဘူးတကယ်ကိုဟိုပါပေါ့နော်ငြိမ်းချမ်းရေးအနှစ်သာရအစစ်ကိုပဲဖော်ဆောင်ကြရမယ် Good. So now I will have my students make offering to the Sangha. Okay သူရဲ့တပည့်တွေကနေပြီးမှတန်ခါကိုအလှူပါမယ် And then we're done. နောက်ပြီးတော့တာတုခေါ်မယ် Because you have to drive back to Port Dickson. Kechara members, we do a quick dedication before making offerings. Where there's no Dharma, let there be the Dharma. Where there's Dharma, let it become strong. Where there's a misunderstanding of Dharma, may it become clear through our efforts. Where there is no compassion, may we bring compassion. Where there is compassion, we make it stronger. Where there's a misunderstanding or misuse of compassion, may we show the way. In this life and all lives, may we never be separated from the Buddha's teachings. May we practice until attaining full enlightenment. Dazo jine sabi gawandi tandang jowa kulang gamba dan jeba jeson lozan drabai dambi himborin du sashi. I request all the Sangha members to bless me, bless Kechara, so that we may do Dharma work for others. သူကလည်းတောင်းဆိုခြင်းပါတယ်တဲ့အကုန်လုံးဟိုပေါ့နော်ဟိုဒီဘုန်းကြီးဒီလာရှင်ကြီးသူ့ကိုလည်းဟိုဆုတောင်းပေးဖို့ပေါ့နော်သူလှုပ်ချင်တဲ့အလုပ်အောင်မြင်မြင်နဲ့ပြီးသွားအောင်ဆုတောင်းမေတ္တာပို့ပေးပါ Tell the old monk that we're very honored to have him here, such a senior elderly monk. We'd like to make an offering to the Reverend. Why don't you grab it for me? This one is some books that we have written, some things. When he has time, please look at it and give us his blessing. Thank you. Please have a seat. Okay, and this one invited me to her temple opening, but I could not make it. But I want to give her a gift for her temple. This one same, from Ganden Monastery. You know, right? How come you never come see me? No, I'm kidding. You're joking, nun, I know. This one for you, okay, Reverend? This one put in your temple, bless everybody. This one for you also from us. This one for you. Okay? Yes, you sit. This one for you, Reverend.
I don't know who you are, but nice to meet you. Thank you, Rinpoche. Give us your blessings for our Dharma to သူ grow. ကအရှင်ဖျားကဘယ်သူလဲဆိုတာမသိပါဘူးတဲ့ဒါပေမဲ့လည်း Oh, ဝမ်းသာ Oakland, ပါ is တယ် it? တဲ့တွေ့ရတာ Where? What country? Yeah. In Malaysia, is it? Yeah. But you say he's overseas. No, overseas in garden. Oh, she said OUG. I thought she said overseas. That's why I say this non-jokey nun. Nice to meet you. Thank you for coming. Thank you for coming. Use တွေ့ရတာဝမ်းသာပါတယ်တဲ့လာပြီးတော့လည်းကျေးဇူးတင်ပါတယ်တဲ့ Tell him I'm very happy to meet him today. Tell him thank you for coming. Tell him we're all the same. Although our way is different, we promote Dharma. Thank you for coming. Offer one publication and one Buddha to each of the nuns. Kechara members, you should know I have made vast offerings in Gandhin and Sera, Drepung in the past to monks. The more offerings we make to monks and nuns, the more merit, then our work can grow. Okay? ဘုန်းကြီးတွေဒီလက်ရှင်တွေကိုလှူလို့ရှိရင်ကုသိုလ်ပိုရတယ်တဲ့ This one is for the head older Burmese monk who's not well. After you give to him for me. โอเค All right? This one's for you, our Lord Buddha of fasting. This is the healing Buddha, Yosifa, or medicine Buddha. This is what I'd like to offer the senior monk. Wish him very long life. Good. This one is Manjushri or Wensuposa for wisdom. To offer this monk here. He's the leader of the young one. So this one good for you. Wensuposa. Manjushri. Yeah. This one, all here, we make here. All Kechara make. We sew, we make everything here. This for you because you take care of young people. For you, Upakata. Because you represent Burma. You know Upakata. I think we take a group picture. Okay, thank you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 . Thank you very much. Thank you. Good night. Good night. Take them back, Irene. It's quite late. Take them back. Thank you. The rest of you, not so easy. Good night. Good night. See you, Chang Ern. See you after 10 years. Good night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 .